ကောင်းကြကြရွှင်ဘာကောင်းကျိုးတွေရလဲသိလားဘာမှမရပါဘူးဒီနေ့မှာတော့ကောင်းကြကြရွှင်ဖြစ်တဲ့ hydra fatigue ဆိုတဲ့အကြောင်းဆရာပြပြပေးမှာဖြစ်ပါတယ် hydra fatigue ဆိုတာသပင်ရေဆုပ်လိုက်ခြောက်လိုက်ဖြစ်ပြီးတော့ဆန်သားတွေပျက်စီးသွားတာမျိုးပြောတာပါဒါတွေကခေါင်းကိုမကြာခဏလျှော်တဲ့သူတွေခေါင်းလျှော်တဲ့အခါမှာအချင်းကြကြလျှော်တဲ့သူတွေရေကူးတဲ့အခါမှာခေါင်းစွပ်မပါပဲကူးတဲ့သူတွေနောက်ဆုံးတစ်ခုကတော့ hair care ကိုတေချာမလုပ်တဲ့လူတွေမှာအဖြစ်များပါတယ်ဒါတွေကိုကာကွယ်ဖို့နည်းလမ်းလေးတွေကတော့ခေါင်းလျှော်ခင်မှာကိုသုံးနေကြအစီဒါမှမဟုတ် treatment တစ်ခုသုံးစေချင်ပါတယ်။ခေါင်းလျှော်ရည်ကိုရွေးချယ်တဲ့အခါမှာလည်းအရင်မပြည့်တဲ့ ingredient ပါတာလေးတွေကိုရွေးချယ်စေချင်ပါတယ်။ခေါင်းလျှော်တဲ့အခါမှာလည်းအချိန်အကြာကြီးရေအများကြီးနဲ့လျှော်ရမျိုးမလုပ်ပါနဲ့။ခေါင်းလျှော်ပြီးသွားရင်လည်းနှင်းသားစွာကန်တွယ်ပေးပါ။ပြီးသွားရင်တော့ကိုသုံးနေကြ hair care ကိုဆက်ပြီးတော့သုံးစေချင်ပါတယ်။အရင်သတိထားမယ့်အချက်ကတော့စပင်မချောက်ဘဲနဲ့အဲ့ရလည်းလုံးဝမဝင်လိုက်ပါကိုယ့်ရဲ့စပင်ကကျိုးကျလွယ်ပြီးတော့ကြမ်းတမ်းနေရင်တော့ hydra fatigue ဆိုတာဖြစ်နိုင်ပါတယ်။ဒါကြောင့်ဆရာပြောတဲ့အကြံလေးတွေကို queue ဆိုင်ပြီးတော့လုပ်ကြည့်လိုက်ပါ။ကဲဒီလိုမျိုးခန်းစားနေရသူရှိခဲ့ရင်လည်း comment မှာကိုယ့်ရဲ့အတွေ့အကြုံတွေကိုဝေမျှပေးလို့ရပါတယ်။နောက်ဗီဒီယိုမှာပြန်လည်တွေ့ဆုံပါအောင်မယ်။ကျွန်တော်တော့ဒေါက်တာနိုင်ပါ